နေ့တင်ကြရမယ့်သင်ခန်းစာ SQL server ပေါ့နော် database server install လုပ်မယ်ပေါ့နော် database software ပေါ့ SQL server Microsoft ထုတ်ထားတာပေါ့နော် Microsoft ထုတ်ထားတဲ့ database software တစ်ခုပဲပေါ့နော်သူ့ကိုဒီပြင်မှာဆိုရင် database တွေလိုတဲ့ခါကျရင် SQL server install လုပ်ရမယ်ဆိုရင်ကိုက anti administrator တွေဖြစ် helpdesk တွေဖြစ်ပေါ့နော်ဒီ server သမားပဲဖြစ်ဖြစ်ပေါ့နော် system engineer ပဲဖြစ်ဖြစ်ဒါလုပ်ပေးတာပါတချို့ကကြောက်လဲ application install လုပ်တဲ့ developer တွေသူကလုပ်ပါတယ်ပေါ့လိုအပ်လို့ကိုကလုပ်ပေးရခဲ့ရှိတော့ဒီ SQL server ကိုကိုကလုပ်နိုင်ရမှာပေါ့နော်အဲ့တော့SQL server version တွေကမှာထွက်တာတော့ release date တွေရှိတယ်နော်989လောက်လည်းထွက်တာဆိုတော့ဒီမှာ SQL server ကို advanced ထွက်လာတယ်နောက်ပိုင်းနောက်ဆုံးကဒီတော့ရောက်သွားပြီ2019ထိပေါ့နော်ဒီဒါက release date တွေပေါ့နော်ဒါက weekend တက်ကြည့်ရတယ်ပါနော် release date တွေပေါ့နော်ဒါ version တွေနော်အဲ့တော့ထည့်တော့ရဒီမှာကသူ့ရဲ့ list name ပေါ့နော်ဒီ name က SQL server 2014 16 17 19အဲ့ဒီမှာကျွန်တော်လုပ်ပြရမှာက SQL server 2016လုပ်ပြပေးပါမယ်အခုနောက်ပိုင်း SQL server 2017 19ပဲထွက်နေပေါ့နော်ဒါပေမဲ့သုံးနေတာအခု SQL server 2016ကတော့သုံးနေပါတယ်14လို့ပါတော့အရင်ကကြာတော့ကြာနော်အဲ့တော့2016ဆိုတိတ်မကြာသေးဘူးပေါ့နော်အခု2021ဆိုတော့ဒါသုံးနေသေးတယ်အဲ့တော့အရင်က2000 SQL server 2014တို့2012တို့ကတော့ဒီ ISO ထဲမှာကတစ်ခါတည်းပါလာပြီးတော့တစ်ခါ install လုပ်ရင်ရပြီဒီမှာကတော့ကျွန်တော်တို့ဘာလုပ်လဲဆိုရင်နှစ် file လို့ရနော်သူကဘာလုပ်ပေးရသေးလဲဆိုရင် SQL server ကဒီ link လေး SQL server ကဒီမှာ ISO ကို down မယ်ဆိုရင် server 2016 17 19ဆိုပြီးတော့နော်ဒီမှာရက်တွေရှိရတဲ့ file သုံးလို့ရတယ်နော် EHE အရင် down ရတယ်နော်အဲ့တော့16ကိုကျွန်တော်အရင် down ပြရတယ်ဆိုရင်ဒီမှာ EHE ကို down မယ်ဆိုရင် EHE နှိပ်လိုက်နှိပ်ပြီးသွားရင် continue ဆိုရင်လိုအပ်တဲ့ information တွေထည့်ပြီးတဲ့ခါကျရင် down လိုက်ရုံပဲနော် down ပြီးသွားတဲ့ခါကျရင် EHE file တွေကြလိမ့်မယ်ဒီ EHE file တွေနော် EHE file တွေကို install လုပ်လိုက်ပြီးတဲ့ခါကျမှသူက ISO file ကို download ချမှာနော်ဒါမှမဟုတ် ISO file တက်မပေးဘူးနော် EHE file တွေအများကြီးမှ ISO file down ပြီးသွားရင်ကျွန်တော်နောက်တစ်ခု run ပေးရသေးတယ်ဒီ Microsoft Server Management Studio ဆိုတော့နော်အဲ့ဒါအရင်ကတော့နှစ်ခါ run ကြရလို့တစ်ခါရဲ ISO မှာပါပြီးတယ်တစ်ခါ run ရနောက်ပိုင်း2016လောက်ကစပြီးတော့လိုလာနှစ်ခါခွဲ down ရတာပေါ့နော်တစ်သက် down ရတယ် download SQL Server 2000 Management Studio ဆိုတာဒါလေးကိုတစ်သက် down ပေးရတယ်နော်ဒီမှာ SQL Server Management Studio ကိုရိုက်ရှာလိုက်တယ်ဆိုတော့နော်ဒီမှာကြာလာလိမ့်မယ်ကြာလာရင်ဒီကနေတောင်းလိုက်ပြီပေါ့နော်ဒီကောင်နှိပ်လိုက်တောင်းလိုက်ပြီအဲ့ဒီဟာတွေက SQL Server 2016နဲ့ဒီတိုင်းပဲနော်အဲ့တော့ဒီမှာ SQL Server 2016 ISO download ဆိုရင်သူဒါမျိုး link လေးချပေးလိမ့်မယ်နော် Microsoft ဒါ SolarWinds တော့မလုပ်နဲ့ပေါ့နော်ဒါမှ Microsoft ရှာလိုက်နော်ဒီမှာ Microsoft.com ကနေပြီးတော့ SQL Server 2016ကို site ပတ်တူးဆို link နှိပ်လိုက်တာနဲ့ဒါကျွန်တော်ပြောတဲ့နေရာရောက်သွားတယ်ရောက်သွားပြီဆိုရင်ကိုအမှလိုချင်တဲ့ install လုပ်ချင်တဲ့ version ကိုစမ်းချင်တဲ့ဟာကို16 17 90ပေါ့နောက်ဆုံးနော်ဒီမှာတောင်းလို့ရ AC ပိုင်းနေပြီโอเคအဲ့ဒါဆိုကျွန်တော်ဒီမှာက down လိုက်ထား down ပြီးထုတ်ပြီးသားဆိုတော့ကျွန်တော်ဒီဟာကို install လုပ်ပြလိုက်မယ် server တွေကတော့အဓိကတော့သူတို့ကတော့ requirement အနေနဲ့ဆိုရင်တော့သူက run ကတော့ဒီမှာတိတ်မပြောထားဘူးပေါ့နော် remedial requirement အနေနဲ့ဆိုရင်သူကအဲ့ဒါပဲပြောထား run အဲ့တော့သူ့ကို requirement အနေနဲ့ဆိုရင်တော့ software requirement ဒီမှာသူပြောထားတာအများကြီးတော့မရှိဘူးเนาะ memory 1K နဲ့ processor လောက်ပါ speed ပေါ့နော်အဲ့တော့တကယ်တမ်းကျရင်တော့အပြင်မှာ run တဲ့ခါကျရင် database server တွေကကျတော့နောက်မှာက bank လို့ပါတခြားကိုယ့် user ထဲမှာ transaction များရင်များသလိုပေါ့နော် data ကဒီ upload download ဒီ bank ဆိုရင်အများကြီးပဲအဲ့တော့ကျွန်တော်တို့သုံးမယ်ဆိုရင်ဒီ 1K တော့မဟုတ် 16K တို့ 32K တို့စသဖြင့်ဒါ developer နဲ့ညှိပြီးပေါ့နော် CPU ဆိုရင်လည်းပုံမှန်သူတို့1 core 2 core မရဘူးเนาะသူတို့ဆိုညတောင်းရရှိရချို့ဆို4 core လို့ပါသုံးနိုင်ရှိရเนาะအဲ့လိုမျိုးသုံးနေကြအဲ့တော့နောက် developer ညှိပြီပေါ့အဓိကကိုက administrator ID administrator ကြောင့်ဒါ developer သမားမဟုတ်တဲ့အတွက်ကိုကအဲ့ဒီပိုင်းမှာ requirement ကိုကိုသဘောနဲ့ကိုမတင်နဲ့ဟိုနေဖြစ်တဲ့ဆိုရင်နောက်ပိုင်းကျ database က memory CPU ကြီးနည်းသွားတဲ့ခါကျရင်ဒီ performance ထိတာပေါ့နော်အဲ့ဒါမျိုး storage ဆိုတဲ့လိုပဲသူဘယ်လောက်ထိ data သိမ်းမှာလဲပေါ့နော် database တွေမှာအဲ့ဒါတွေကကျတော့ကျွန်တော်တို့ developer နဲ့ညှိပြီးမှဒါ SQL server install လုပ်ဖို့ကောင်းတာပေါ့နော်တချို့ဆိုရင် developer တွေက SQL server ကိုကိုယ့်ဘာကို install လုပ်ကြတယ်ပေါ့နော်ဒီ
ID engineer တွေမခိုင်းဘူးပေါ့နော်အဲ့တော့ဒါ knowledge နဲ့ပြပြပေးရပါတော့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာစပြီး install လုပ်မယ်ဆိုရင်ကျွန်တော်ဒီမှာISO file ကိုပေါင်းလိုက်ပေါ့နော်ပေါင်းပြီးတဲ့ခါကျရင်အဲ့ဒါမှောက်ထားတာပေါ့နော်ဒီခါမောင်းပြီးသွားရင်ဖွင့်လိုက်ပေါ့နော် ISO ပေါင်းမှဖွင့်ပြီးဆက်လက် installation ဒီမှာ new ပေါ့နော်မှားကျွန်တော် stand လုံးမလုပ်ပြလိုက်မယ်နော်တချို့လိုအပ်တဲ့နေရာတွေဆိုရင်တော့ failover cluster ပဲ run တာတော့ရှိတယ် failover cluster နဲ့ပတ်သက်တာတွေကတော့ကျွန်တော် advanced stand ဖွင့်တဲ့ခါကျရင်တော့ကျွန်တော်ထပ်ပြီးတော့ကြရင် high level အနေနဲ့ failover cluster run တာတွေတခြား Microsoft နဲ့ပတ်သက်တဲ့ဒီ enterprise level မှာသုံးတဲ့ဒီ server ဘိုင်းတွေကျွန်တော်ထည့်သင်ပေးမယ်နော်ဒါကတော့ begin ဒီကောင်ကကျတော့ foundation ပုံစံမျိုးဖြစ်နေတဲ့အတွက်မလိုအပ်တဲ့ဒီ minimum နဲ့ minimum ဒီ small environment နဲ့ medium လောက်မှာသုံးတဲ့ကောင်တွေထည့်ပေးကြတာပေါ့နော်ဟုတ်ပြီအဲ့ဒါ update တော့မလုပ်တော့ဘူးနော်ဒီကောင်က domain controller နော်ဒါဒီကောင်ကျွန်တော် AD install လုပ်ထားလို့နော် domain controller ဆို warning ပြ firewall warning ပြတော့မဟုတ်တော့ဖြစ်ပါဘူးနော်ပုံမှန်စသွင်းမယ်ဆိုရင်တော့အကုန် select all လုပ်လိုက်ပေါ့နော်တကယ်လို့အပြင်မှာ developer နဲ့ညှိလုပ်မယ်ဆိုရင် developer သူသွင်းစေချင်တဲ့ service ဆိုရင်သူကသွင်းစေချင်တဲ့ service ပဲ online ပေါ့နော်ကျွန်တော်ဒီမှာ testing ဆိုတော့အကုန် online ပဲဒီ polygon ကိုဖြတ်ထားလိုက်မယ် polygon မဖြတ်ဘူးဆိုတော့ oracle ဆိုပြီးပြောလိုက်မယ်နော်ကျွန်တော်ဒီကောင်ကမသုံးဒီကောင်လေးဖြတ်ထားလိုက်Oracle နဲ့ပတ်သက်တဲ့ကျွန်တော်ဒီမှာ EXE ထပ်ပြီးတော့ run နေရမှာပေါ့နော်သူကနှမဆိုရင်သူ Oracle package လို့တည်းဆိုပြလိုက်မယ်အဲ့လိုဒီကောင်လေး online အဲ့ဒါကျွန်တော် Oracle ထပ် run မှာဒီမှာကျွန်တော်အဲ့ Oracle နဲ့ပတ်သက်တာမထည့်တော့ဘူးလေကျွန်တော်ကဒီ SQL server ကိုပဲ install ဒီကလုပ်မှာဆိုတော့အဲ့ package လေးကိုကျွန်တော်ဖြုတ်ထားလိုက်မယ်နော်မှာ account ထည့်တာဒါ AD မို့လို့နော်ရိုးရိုး local AD မချိတ်ထားတဲ့ server ဆိုရင်ကျွန်တော် account ထည့်ကြမလို့ပေါ့နော်ပြီးတယ်ဦးပြီးသွားရင်ဒီကောင် Windows authentication mode ရှိတယ် mix mode နှစ်ခုလုံးဝင်လို့ရအောင် mix mode နဲ့သုံးမှများတယ်ဖြစ်မှာနော် SQL server authentication Windows authentication account က SA account နေနော်ဒီမှာ administrator account နဲ့ SA account ဒီ password ကကျွန်တော်တို့ plus ပြအောင်ပေးလိုက်ပေါ့ server အဲ့တော့ပြီးသွားပြီဆိုရင်ဒီကောင်နဲ့ install လုပ်မှာပေါ့နော်အများကြီးပဲ software တွေကနည်းတော့ကြာရနော်အချိန်တော့ပြည့်အောင်ပေါ့ဒီမှာတော့ဒီဟိုအပြင်ခဏပေါ်ထားလိုက်မယ်နော်ပြီးမှပြီးနောက်တစ်ခါနောက် file run အောင်မယ်နော်ဟိုကကျွန်တော်ပြီးမှပြန် on လိုက်တော့နော်ဒီမှာ complete ဖြစ်သွားတာပေါ့နော် complete ဖြစ်သွားရင်ဒီကပေါ်လာလိမ့်မယ်ပေါ့အဲ့တော့ successful ဖြစ်တယ်နော်အဲ့ပြီးသွားပြီကျွန်တော်ဒီမှာကျွန်တော် management studio ကို run မယ်နော် download ထဲကကောင်း
အဲ့ဒါဆိုကျွန်တော်ဒီဟာ reset ချဖို့လိုတာပေါ့နော် reset ချဖို့အဲ့တော့ကိုတင်ထားတဲ့ဒီ server ကို reset ချလိုက်ပေါ့နော်ပြန်တက်လာပြီဆိုကျွန်တော်တို့ဒီမှာက SQL server SQL server 2 ထဲမှာကျွန်တော်တို့ဒီကောင်လေးပေါ့နော်အဲ့ဒီမို့လေးရနော်SQL server management studio အဲ့တော့ဒီမှာ server name ပေါ့နော်ဒါကတော့ကျွန်တော် AD install လုပ်ထားတဲ့ပုံမှာ run ထားလို့နော်ဒီကောင်ပေါ်နေပြင်မှာဆိုရင်တော့ AD ပုံမှာမ run နဲ့နော်ဟို separate server လို့နော်တက်နော် stand alone ပြီးတော့ authentication ရှိတယ်ကျွန်တော်တို့ကဒီမှာ Maxbox on နေတဲ့အတွက် window လည်းရတယ် SQL လည်းရတယ်ပေါ့နော်အဲ့တော့ SQL မှာကျွန်တော်တို့ account ပေးခဲ့တယ် SQL authentication ကကျွန်တော်မှတ်မိတာမသိဘူးကျွန်တော်ဒီမှာ SA account ဆိုတာနော်အဲ့ SA account လေးကို make login username ကပြီးသွားရင် password ကကျတော့ကျွန်တော်မှပေးခဲ့တဲ့ password ပေါ့နော်အဲ့ဒါကိုပြန်လိုက်ရအောင်ဒါတော့ထဲရောက်သွားပြီပေါ့နော်ထဲရောက်သွားပြီဆိုရင်ကျန်တဲ့ဟာတွေကိစ္စတွေကတော့ဒါ database engineer သူကသူ database တွေစောက်လိုက်မှာနော် create လုပ်လိုက်ကျွန်တော်တို့ဒီမှာကအဲ့လောက်ကြီးလုပ်ချင်မလို့နော်ကိုက database သမားလည်းမဟုတ်ဘူးတကယ်တော့ database သမားဒီထဲမှာတင်နန်းသားထဲမှာ database သမားပါရင်တော့ဒီပြီးတာပေါ့နော်သူကဆက်လုပ်ပေါ့ database engineer ဒီနေ့တက်တဲ့ဟာတွေပေါ့โอเคအဲ့ဒါဆိုဒီနေ့ကတော့ဒီ SQL server installation လုပ်တဲ့နည်းလေးပေါ့နော်ဒီသိချင်အောင်နောက်တစ်ခုရှိသေးတာကဒီမှာဒီကောင်လေး Microsoft SQL Server 2016 configuration ဒါလေးကကြောင့်တစ်ခါဒီကြာရင်ဒီ SQL service တွေပါမ run ဘူးဆိုရင်ဒီထဲမှာတော့ကြည့်ရမှာနော်ဒီမှာ run နေတကယ်လို့သူကပြင်မှာတကယ်တမ်းသုံးတာက SQL server တွေရဲ့ application တွေက database နဲ့ချိတ် run တာနော်တကယ်လို့ SQL server ကဒီမှာတချို့ service တွေကရက်နေပါတယ်ဆိုကိုကဒီမှာလိုက်ပြီးတော့ troubleshoot လိုက်ပေါ့နော်အဲ့တကယ်လို့ကိုလုပ်ရမယ့်အပိုင်းဆိုရင်ပြောပါတယ်နော် database service ပါ run ဆိုရင်ပေါ့နော်ဒီဟာလေးတိုက်ပြီး troubleshoot လိုက်ပါကို run နေ SQL server နော်โอเคနေ့ကသင်ခန်းစာလောက်ပါပဲနော်